အားလုံးပဲမင်္ဂလာပါMarvel လက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်Marvel လက်ကနေဒါစာရေးပဲလိမ့်တင်နေချီပါပြီပေါ့နော်ဗီဒီယိုလည်းမလုပ်တာတော်တော်ကြာပြီမနေ့တုန်းကကျွန်တော်သိလို့ရမေးဆိုပြီးတော့ post လေးတင်ခဲ့တယ်ပေါ့နော်ဒါဒီတစ်ခါ comment မှာလာမေးတာတွေဖြေနေတယောက်ဖြေမိကုန်းတွေက test ဆိုတော့ဘယ်လိုပြောရမလဲချိန်ကုန်လူပင်မဲ့နေပေါ့ဗျာပို့ပြီးတော့ထီအောင်စီစဉ်လိုက်ကြတာတကယ်မေးချင်တဲ့လူတွေတိုက်ရိုက်သူတို့မေးတဲ့မေးခွန်းတွေဖြေလို့ရအောင်နောက်ပြီးတော့မမေးပေမဲ့ဒီမေးခွန်းတွေကိုထပ်တူသိချင်တဲ့လူတွေလည်းသိလို့ရအောင်ကျွန်တော် email ပို့မေးခိုင်းလိုက်တယ် email ပို့ရမယ့် rules and regulation တွေကိုလည်းဘယ်လိုဆိုတော့ကျွန်တော်တခါလေး post မှာပါတယ်ပေါ့နော်ဆိုတော့ဘာလို့ video ပြန်လုပ်ကြရလဲဆိုတော့ဒါကတော့ဒါ admin နည်းနည်းအချိန်အားလာပြီလို့ပြောရမှာပေါ့နော်ဆိုတော့အချိန်အားရတယ်များနောက်မကြပေါ့နော် Avenger Doomsday မတိုင်ခင်တခြား video လေးတွေလုပ်ပြီးတော့ဒီမြန်မာနိုင်ငံ Marvel ပရိသတ်တွေကိုလည်းပြန်ပြီးတော့နှွေးပေးမယ်ပေါ့နော်recap တော့မဟုတ်ဘူးဗျ my brother recap ကကြတော့ရုပ်ရှင်ရဲ့ကြည့်ရတာပေါ့တယ်ဗျာဆိုတော့ recap ထက်ကြည့်ပြီးမိတ်တိဖြစ်နေတဲ့လူတွေလည်းပြန်လဲတတိယအောင်မျိုးပေါ့နော်အဲ့လို video လေးလောက်ဖို့စီစဉ်ရှိရဲ okay စလိုက်ကြအောင်ပထမဆုံးမေကွန်းက Gamora ကိုကြပါလို့ TVM ဖမ်းတာလေ Gamora ဘာလို့ TVM ဖမ်းတာလဲဆိုတော့ okay ဒီမေကွန်းကိုခဏ record လေးပြန်ခေါ်ပေးရရင်ဒါအားလုံးသိတဲ့အတိုင်းပဲ Avengers Endgame မှာ Gamora ကအတိတ်ကနေနာကောက်ပြန်ရောက်လာတယ်ဆိုတော့ဒီ at716 မှာပဲဆက်လက်နေထိုင်သွားတယ်ပေါ့နော်ဒါနောက်ဆုံး Guardians of the Galaxy Volume 3 ထိဒီမှာတွေ့ခဲ့ရတယ်ဆိုတော့သူ့ဘာလို့ TVM ဖမ်းတာလဲဒီကိစ္စရှင်းပါတယ်ဒီ Endgame ဖြစ်စဉ်တစ်ခုလုံး time travel တွေကဖြစ်သမျှဟာတွေအကုန်လုံးကဒါ TV ရဲ့ဖြစ်တဲ့နယ်လို့သတ်မှတ်တဲ့ကိစ္စမှာပါတယ်ပေါ့နော်ဆိုတော့ဒါ proper flow of time ပေါ့ဒါ Hugh Remain ဒါသူပြောနေကြသူဖြစ်တဲ့နယ်လို့သတ်မှတ်တဲ့ဖြစ်စဉ်တွေမှာပါတဲ့အတွက် TV ကမဖမ်းဘူးဒါပေမဲ့ Loki ကိုကြတော့သူတို့ဖမ်းနေပေါ့နော်ဘာလို့ဖမ်းတာလဲဆိုတော့TV ကဂျင်းထက်ရဲ့ Nexus event တွေပါခဏထောင်းဒါ Loki ကိုဖမ်းရတာက Hugh Remain သူပြောရတဲ့အတိုင်းပဲ Loki ကိုသူဖြစ်စေချင်တဲ့နေရာရောက်အောင်ဒါသူလမ်းခေးပေးမလို့ဖမ်းတာ Gamora ကြတော့ဒါသူတို့ဖြစ်တဲ့နယ်လို့သတ်မှတ်လို့ပြောပြီးဖြစ်တဲ့အတွက်ဒါသူ့ကိုဖမ်းနေတဲ့အကြောင်းလည်းမရှိတော့ဘူးเนาะဒါ Hugh Remain လက်ထက်အောင်မြင်နေကြည့်တာပေါ့နော်ခု multiverse တစ်ခုလုံးက Loki ရဲ့ free web ပေးပြီးသွားပြီဆိုတော့ဒါဒီပြဿနာကတော့ကိစ္စမရှိတော့ပါဘူး Gamora ဘယ်တိုင်းလည်းမနေဘယ်သူဘယ်တိုင်းလည်းမနေအကုန်လုံးကဖြစ်ရှင်လောက် infinite မောင်ဖြစ်လို့ရပြီဖြစ်တဲ့အတွက်ဒါ Gamora TVM မဖမ်းတာပါကဲဆိုတော့ဒါပထမဆုံးမေးခွန်းကိုဖြေချပြပါပြီနောက်တစ်မေးခွန်းတစ်ခုထပ်တော့အောင် Hawkeye Doomsday မှာပါလာနိုင်လားမင်းသားက Disney နဲ့ညှိထားတော့လုံးဝမလာတော့ဘူးလားဆိုတော့ Doomsday မှာ Jeremy Renner ပြောရတဲ့နဲ့ Jeremy Renner မပြထားပေမဲ့ Hawkeye ရဲ့ role က Doomsday အတွက်အရေးပါလားဆိုတော့ Doomsday အတွက်အရေးပါလားသိပြရစေဆိုတော့ဂျာမှာဆိုတော့ Jeremy Renner နဲ့ Disney ကနည်းနည်းညှိထားလေးရှိရပါတော့။ဘာလို့ဆိုတော့ Hawkeye season 2ရိုက်ဖို့အတွက်ကိုရှေ့ season မှာရတဲ့ပတ်စံရဲ့တဝက်နဲ့ပဲပေးမယ်။ဒါပေမဲ့မင်းသားလုပ်ဖို့ကမရိုက်ကြဘူးပေါ့နော်။ဆိုတော့ Hawkeye season 2ဖြစ်မလာဘူး။ Doomsday မှာပါလာနိုင်လားဆိုတော့ Hawkeye ရဲ့အနေထားကိုပြောရရင်သူ့ကိုဒီ MCU storyline ထဲမှာဒါအငိမ့်သား UI လို့လည်းသတ်မှတ်လိုက်လို့ရတယ်။ဘာလို့လဲဆိုတော့ဒါ Hawkeye စီးမှာတွေ့ခဲ့ရတာနောက်ဆုံးသူ Ronin Suit ကိုလည်းသူမီးရှို့ပြီးတော့ဒါသူဆွန့်လွတ်လိုက်ပြီပေါ့နော်။သူရဲ့အတိတ်အမောင်ဒီဘာညာတားကြဘာညာတွေပေါ့နော်ဆိုတော့သူမိသားစုတို့အငိမ့်သားယူလည်းလုပ်လို့ရတယ်။ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ Captain America Steve Rogers အနားယူလို့ပဲပေါ့နော်။ဒါမှမဟုတ် Doomsday ဖြစ်တဲ့အတွက်ဒါ Avengers member ဟောင်းနေနဲ့ Avengers ခွဲမှာလည်းပြန်ပါလာနိုင်ကြီးရှိတယ်။ဒါပေမဲ့Doomsday မှာပါမယ့်ဖွဲ့ရအရင်များတယ် Avengers တွေပါမယ် The New Avengers တွေပါမယ်နောက်ပြီး Mutant တွေလည်းပါအောင်မယ်နောက်ပြီး Fantastic Four လည်းပါအောင်မယ်နောက်ပြီးYoung Avengers အခုတော့ The Champions ပေါ့နော်သူတို့လည်းပါအောင်မယ်ဆိုတော့ပါမယ့်အရာတွေများနေတဲ့အခါမှာဒါခံမှန်းချက်အရာတော့တချို့ character တွေကို Secret War အတွက် channel လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဒီ Doomsday ကသူ့နာမည်အတိုင်းပဲဒါ character တော်တော်များများကိုရှင်းထုတ်မှာပါကဲဒီမှာဒါရှင်းမြဟာတွေအကုန်ထည့်လိုက်ရင် Secret War မှာတွေ့ရမယ့်ဟာတွေကတိတ်ပြီးတော့ဘယ်လိုပြောမလဲပေါ့သွားမယ်ပေါ့နော်ဒီကတွေ့ပြီးသားဒုတိယပိုင်းဆက်ရိုက်တာလို့ခံစားနိုင်ပါတယ်ဒါကြောင့်ဒါ Hawkeye အနေနဲ့ကြတော့ဖြစ်နောက်ဆုံး credit စင်ဒါမှမဟုတ်နှခမ်းပြက်လောက်ပေါ့နော်အဲ့လောက်သူဒီဖြစ်စဉ်ကို awareness ဖြစ်တယ်ဆိုရင်ဒီထားပြကောင်းပြနိုင်တယ်တေးကြ Doomsday အဆုံးမှာဒါ Secret War storyline ရDr. Doom က Battle War ကြီးကိုသူဖန်နီးမှာဖြစ်တဲ့အတွက်ဆိုတော့ဒီ Battle War မိတ်ဆက်တဲ့အချိန်ညမှာလည်း Hawkeye ကိုပြန်ထည့်လာနိုင်ပါတယ်ဆိုတော့ Jeremy Renner သူပြန်လာမှာပါဘာလို့လဲဆိုတော့သူညှိတဲ့ကိစ္စ series ဆိုတာ Disney နဲ့ညှိတာဖြစ်ပါတယ်ဒီ Marvel Studio ကဒီလိုရုပ်ရှင်တွေကိုရိုက်တယ်ဆိုရင်သူတို့အရင်တရုပ်ဆောင်တွေနဲ့ချုပ်ထားပြီးတဲ့စာချုပ်တွေလည်းရှိပါတယ်တရုပ်ဆောင်တယောက်ကိုဘယ်နှစ်နှစ်စာဘယ်နှကားရိုက်ကမယ်ဆိုတော့ဒါတွေက
ညှိထားပြီးသားတွေပါဆိုတော့ contract ဟောင်းနေရှိနေဒီကိစ္စစိတ်ပူကြမလို့ပါဘူးဟောက်ကိုင်းပြန်ပါလာမှာပါ okay နောက်မိကွန်းတစ်ခုသွားအောင်နောက်တစ်ခုက Fantastic Forum မှာ၄ယောက်ထဲနဲ့တီးထုတ်ခံလိုက်ရတဲ့ဒေါက်တာတောင်းက S1 မှာဘာလို့ OB ဒီ Universe Media တော့အကြောင်းလားတဲ့အခုထွက်မယ် Fantastic Four ရုပ်ရှင်ကလက်ရှိတည်တာတော့နော် @828 ကိုရိုက်ပြမှာဖြစ်ပါတယ်ဒါပေမဲ့ဒေါက်တာတွန်းကအကလားစစ်ဝမ်းစစ်ကလားဆိုတာအခုချိန်ကြီးတရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူးဆိုတော့ဒါဆိုဒေါက်တာတွန်းကဘယ်ရလာမှာလဲဒေါက်တာတွန်းကအခုရိုက်မှာ Multiverse ရုပ်ရှင်ဖြစ်တဲ့အတွက်သူကြိုက်တဲ့အက်ကနေလာလို့ရပါတယ်ဒီ828မှာစစ်ဝမ်းစစ်မှာဖြစ်ကြမလို့ပါဘူးဆိုတော့အခုဒီ brother မေးထားတယ်မှာစစ်ဝမ်းစစ်အောင်မှာဘာလို့ OB ဖြစ်သွားလဲဆိုတော့အခုစစ်ဝမ်းစစ်မှာလက်ရှိဒေါက်တာတွန်းမရှိသေးပါဘူး Fantastic Four မရှိပါဘူး The New Avenger Credits မှာတွေ့ကြရတဲ့ Fantastic Four ကတခြား art ကနေသူတို့ interdimensional travel လုပ်ပြီးတော့စစ်ဝမ်းစစ်ကိုရောက်လာတာဖြစ်ပါတယ်ပြောရရင်ဒေါက်တာတွန်းဘာလို့ overpower ဖြစ်သွားလဲဆိုတော့ဒါသူမေးထားတဲ့မှာ universe မတူတာကြောင့်လို့အဲ့ဒါတစ်ချက်လည်းပါတယ်ပေါ့နော်ဒါပေမဲ့စိတ်ဝမ်းစိတ်ရောက်လို့မဟုတ်ပါဘူးဒါသူငကိုတွေကဂျန်တဲ့လူမျိုးငကိုတွေကဂျန်ပြီးသားမလို့ဂျန်တာပါ power source တစ်ခုမှရှိနေလားဆိုတော့စိတ်ဝမ်းစိတ်မှာရှိရတော့မဟုတ်ဘူးဒေါက်တာဒွန်းခုသွားနေတဲ့ flow ကိုကြည့်ရတာသူ Fantastic Four မှာသူ Franklin Richards ပါလာတယ်ပေါ့နော်ဆိုတော့သူ့စီကနေဒေါက်တာဒွန်း power source တစ်ခုကိုယူကောင်းယူနိုင်ပါတယ်ဘာလို့ဆိုတော့အခု secret wire မှာဖြစ်တယ် molecule man လိုမျိုးဒီလိုမျိုးဘယ်လိုပြောမလဲ singularity being နဲ့မတွေ့ရသေးဘူးအခုသူ power source ယူလို့ရတဲ့နေရာတွေကိုပြောရရင်ကျွန်တော်တို့ Loki ကနေသွားယူလို့ရတယ်အခု Franklin Richards ရှိမယ် Scarlet Witch ရှိမယ်နောက်ပြီး Darkho Folk of Vision ဒီဘာလို့သူကဒီ mall လဲလိုက်စားရဆိုတော့လေဆိုတော့သူ user source တွေကတော့ရှိပါတယ်ဒါပေမဲ့7 မှာရှိနေလို့ဆိုတာမဟုတ်ပါဘူးသူ7ရမဟုတ်ပါဘူးကျွန်တော်ကတော့ကျွန်တော်တို့ Fantastic Four ပြီးမှပဲဆက်ပြောလို့ရမှာပါ okay နောက်မေးခွန်းတစ်ခုသွားအောင် Infinity Stone color တွေနဲ့ Avenger movie 6ခုရဲ့ name plate တွေကိုပြင်ဆင်တာဘာကြောင့်လဲတဲ့ Stone တွေကလုံးဝပျက်စီးသွားပြီလားသူမေးတဲ့မေးခွန်းဖြစ်မယ်ဆိုရင်ဒါဒီပုံကြည့်လိုက်ရတယ်ပေါ့နော်ဆိုတော့ဒီအယောင်အနေနဲ့ဒီဟာတွေကဘာဆိုင်လဲဆိုတော့ကဲအခုကြည့်လိုက်အောင်ဒါပထမဆုံး Avengers ကိုဒါအပြောင်းနေပြရတယ်ပေါ့နော်ဆိုတော့အပြောင်းကဘာရှိလဲ Tesseract Space Stone okay ဒီကအကားမှာ main villain ကဘာကိုသုံးရလဲကျွန်တော်တို့ဒီ Tesseract ကနေပေါ်တယ်ဖွင့်ပြီးတော့ခြား universe က sorry တခြား galaxy က alien တွေကိုဒါကဘာကိုဒါသိမ်းပိုက်ခိုင်းနေပေါ့နော်ဆိုတော့ဒါ space နဲ့ဆိုင်တဲ့ space zone သုံးတယ်ဒုတိယရုပ်ရှင် Avengers Era Ultron ဆိုတော့အနီရောင်ပါရှိလဲ reality stone ရှိမယ် reality stone ကဘာနဲ့ဆိုင်လဲအဲရုပ်ရှင်မှာ Scarlet Witch ကိုမိတ်ဆက်တယ်အဲရုပ်ရှင်မှာအဓိကသုံးရတဲ့ stone က mind stone ဆိုတော့ညာလဲဖြစ်နိုင်တာကဒါ Scarlet Witch ကို introduce တာနဲ့ပတ်သက်ပြီးတော့ reality stone ကိုသုံးတာဖြစ်နေတယ်ပေါ့နော်နောက်ပြီးရင် Infinity War မှာဘာကိုသုံးတာလဲဆိုတော့ကျွန်တော်တို့ mind stone ဘာလို့ Infinity War မှာ mind stone သုံးလဲ Infinity War မှာ Thanos ရဲ့ plan ကိုပြည့်စုံမှုအတွက်ယူလိုက်ရတဲ့ stone က Vision ရဲ့ခေါင်းက mind stone ပေါ့နော်ဆိုတော့ဒီရုပ်ရှင်ရဲ့ climax ကသူတို့ဒီ stone ကို Thanos တို့နောက်မပါရေးအတွက်ဒါအကုန်လုံးဝိုင်းဝန်းကာဝေးကြဖြစ်တဲ့ဒါကိုသုံးတာဟုတ်ပြီ Endgame မှာခဲအောင်ဆိုတော့ Power Stone ပေါ့ Okay Power Stone နဲ့ဟိုဟာ Endgame နဲ့ဘာဆက်ဆိုင်မလဲဆိုတော့ Endgame မှာအဓိကဟိုပေါ့ကြည့်ရတာပြောရရင် physical fight တွေအများများတယ်နောက်ပြီးတော့ဟိုနောက်ဆုံးမှာဒီ Infinity Stone တွေကိုဘတ်ထဲမှာအများကြီးမသုံးသွားပေမဲ့ Thanos ကောင်းသုံးလိုက်တာ Captain Marvel သူတစ်ချက်ထိုးတော့ကPower Stone ဖြုတ်ကင်ပြီးထိုးလိုက်တယ်ပေါ့နော်ဆိုတော့ပြောချင်တာဒီမှာ physical power တွေပြိုင်ရတဲ့ရုပ်ရှင်မလို့ Power Stone သုံးနိုင်လို့လည်းပြောလို့ရပါတယ်Avengers Doomsday ကတော့ဒါအစိမ်းရမစိမ်းရအောင်အများကြီး Time Stone ဆိုတော့အခု Avengers Doomsday မှာ Loki ပါလာပြီအခု Loki ဘာကိုကင်ထားလဲဆိုတော့ Multiverse ခုလုံးရဲ့ timeline တွေကိုသူကင်ထားတယ် Time ကိုခြေခံမယ် Space Time ကိုခြေခံမယ်ပေါ့နော် Space ကလည်းနည်းနည်းပါမှာပေါ့မပါလို့လည်းမရဘူးပေါ့ဆိုတော့ Time ကိုခြေခံပြီးတော့ဒါဆက်လက်ကြည့်ရမယ်ရုပ်ရှင် Secret War လိမ်မော်ရောင်လေးပေါ့ Soul Stone တေချာတာကတော့ Secret War ကကျွန်တော်တို့ MCU ကို sorry ဘူးဆိုတာချက်ချင်းသေုပ်ဆောင်နေပြောင်း Universe ပြတ်သွားပါပြီဆိုပြီးလုံးမဟုတ်ဘူး MCU ထဲမှာမရှိသေးတဲ့ character တွေလက်ရှိ7မှာမရှိတဲ့ character တွေအတွက်ကျွန်တော်တို့ edit တလုံးပေါ့နော်အဟောင်းနေလည်းပြန်ပါမယ်သေုပ်ဆောင်ဟောင်းနေလည်းပြန်ပါမယ်သေုပ်ဆောင်သစ်တွေလည်းပြန်ပါမယ်ဆိုတော့ကျွေးလင်းမဲ့ hero တွေစိုးတွေအများကြီးကျွေးလင်းတော့မယ်ဆိုတာကိုကြိုပြီး metaphor ဖြစ်နိုင်တယ်ပေါ့ဒါကတော့ဒါဒီအယောင်နေကြည့်ပြီးပြောတာပေါ့နော်တကယ်တမ်းကျနောက်ဆုံး fan theory တွေကပို့ပြီးတော့တ
ခါလေဒါ script မမိုင်းတာလေးရှိနေတဲ့အတွက်ဒီရုပ်ရှင်တွေအကုန်လုံးကို Stone နဲ့ color တွဲကြည့်ရင်တော့မိုက်ပါတယ်ဒါပေမဲ့ဟာ Infinity Stone နဲ့ color နဲ့ Avenger movie ကိုတတ်မှတ်ထားပါတယ်ဆိုတဲ့ပုံသေးတော့မရှိပါဘူး Stone နဲ့ပျက်စီးသွားပြီလားဆိုတော့အခု716အတွက်က Stone နေရာကြတော့ Thanos ပြောတဲ့အတိုင်းအားလုံးကအတန်ဆင့်မှာရှိပါတယ် Ant-Man ကအတန်ဆင့်လောက်သေးပြီးတော့ Stone တွေကိုuniverse မှာတစားစီလိုက်ရှာပြီးတော့ပြန်ပေါင်းရင်တော့ Stone တွေပြန်ထွက်လာပါလိမ့်မယ်ဒါပေမဲ့ခုလက်ရှိကတော့716မှာ overpower ဖြစ်တဲ့ဒီ Infinity Stone ကိုခဏဖယ်ထားတယ်ပေါ့နော်ဒါကြီးကဆက်ရှိနေသေးရင်ဘယ်လူဆိုးလာအဲ့ Stone တွေကိုယူချနေဒီကိစ္စကြီးကပြီးတော့မှမဟုတ်ပါဘူးမိကုန်ဖြစ်ပြီးလို့တင်ပါတယ်Guardian of the Galaxy 2 မှာ Star Wars က2ဖြစ်ပြီးpower ရတာတင်မှတ်ပြီးတော့တကယ်လို့ရခဲ့တဲ့တော့ဒီမေကွန်ရက်ဖြေရတော့ရုပ်ရှင်ကိုပြန်ကြည့်မယ်ဆိုရင်တခါလေးတည်သွားပါလိမ့်မယ်ဆိုတော့ဒီစသိန်းကြီးကြည့်လိုက်ပါ power ကိစ္စပါပြောရတယ်ပေါ့နော်ဟာတခုက RDJ ကဒွန်းဖြစ်သွားပြီဆိုတော့ဒွန်းလေးနဲ့ Secret မှာတခြား universe ကနေ RDJ မဟုတ်ပဲတခြား Iron Man ပါလာနိုင်လားတဲ့ Captain America Steve Rogers ကတခြားနည်းနဲ့ပါလာနိုင်လား Ghost Rider Scarlet Witch ကိုပြန်မနိုင်ချင် Okay အခုDoomsday မှာတွေ့ရမယ့် Dr. Doom က Iron Man variant မဟုတ်ပါဘူး။ဒါရှင်းအောင်ပြောထားရပါ။ Iron Man variant မဟုတ်ပါဘူး။ဆိုတော့ကျွန်တော်တို့ Marvel မှာကျွန်တော် MCU မှာ variant တွေကိုနီးပေါင်းလုံးနဲ့တွေ့ခဲ့ပြီးပါပြီ။ပြောချင်တာဒီမျက်နှာဒီလူကအမြဲတမ်း universe တိုင်းမှာအမြဲတမ်း Iron Man Tony Stark ဖြစ်ရမယ်ဆိုတာမရှိပါဘူး။နီးစပ်ဆုံးဥပမာပေးရရင် Deadpool and Wolverine မှာဒါ Captain America Steve Rogers ကိုကျွန်တော် Johnny Storm နဲ့တွေ့ခဲ့ရတယ်။ဆိုတော့ပြောချင်တာကဒီလူရဲ့မျက်နှာက RDJ မျက်နှာဖြစ်နေတော့ညာလေတခြား universe မှာ Vader Von Doom ပဲဖြစ်ပါမယ်ဆိုတော့ဒီခုတွေ့ရမှာ Dr. Doom စစ်ပါ Iron Man ပါလာနိုင်လားဆိုတော့ Iron Man ကကျွန်တော်တို့ပြောရရင် Flame Superhero Flame မှာပေါ့နော်အကောင်းဆုံးသူနှုတ်ဆက်နိုင်တဲ့ character တစ်ခုပါတခြား universe က RDJ မဟုတ်ဘဲနဲ့လေဟိုလိုပေါ့ Iron Man variant တယောက်တော့တွေ့ရနိုင်ပါတယ်ဘာလို့လဲဆိုတော့ Doomsday နဲ့ Secret War ကအဲ့လိုမျိုးကိစ္စတွေကိုအကောင်းဆုံးချပြနိုင်မယ်ဟာပေါ့နော်ဆိုတော့ဟိုနောက်ဆုံးထိပါလာမယ်လို့မမျှော်လင့်ပါနဲ့ဟိုမှာ one shot ပေါ့ဟိုမှာ Dr. Doom က shot လိုက်တာမျိုးပေါ့okay Captain America Steve Rogers ပါလာနိုင်တော့တော့တယ်သူကတော့အခုထွက်ထားတဲ့ rumor တွေကသူပါလာဖို့ရှိတယ်ဘာအနေနဲ့လဲဆိုတော့ကျွန်တော်တို့ Evil Avengers ပေါ့ခမရပြောရရင်ဒါ Secret War comic book မှာပါတဲ့ဒီကဘောကိုသူတို့ဒီ MCU နဲ့ MCU ဟန်နဲ့အဖွဲ့အတစ်ခုဖွဲ့မယ်လို့ထင်ပါတယ်ဆိုတော့ Captain America မဟုတ်ပဲကျွန်တော် Captain Hydra ကိုတွေ့ရနိုင်ရှိပါတယ် Ghost Rider တို့ Scarlet Witch တို့ Scarlet Witch ကတော့616ရဲ့ main Scarlet Witch ပေါ့နော်ဒီ Nexus being ကတော့တကယ်အမှန်တကယ်သိသွားပါပြီဒါစာအုပ်တွေမှာလည်းသူတို့တရားဝင်ထည့်ရေးပြီးပါပြီဒါပေမဲ့ကျွန်တော်တို့ The Void ထဲမှာ Scarlet Witch ရဲ့ temple ကိုတွေ့ခဲ့ရတယ်ဆိုတော့ပြောချင်တာက okay 616ရဲ့ main timeline တော့မဟာချိန်စီးကြောင်း timeline က Scarlet Witch ကတော့တည်သွားပြီဒါပေမဲ့ဒီ616ရဲ့အဲ့ဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့နေရာမှာ branch ဖြစ်သွားတဲ့ကိစ္စတွေရှိပါတယ်ဆိုတော့အဲ့ဒီ branch တွေက Scarlet Witch တယောက်ကတော့ရှင်းနေနိုင်ပါသေးတယ် The Void ထဲမှာလည်းရှိရင်ရှိမယ်သူကသူ hash လုပ်ပြီးတော့ dimension တစ်ခုလုပ်ပြီးနေလည်းနေမယ်တနည်းအားမှာရှောင်းနေလည်းရှောင်းနေနိုင်မှာဆိုတော့ပြောချင်တာ Scarlet Witch ပြန်ပါလာရင်တော့ကျွန်တော်တို့ main MCU ကလက်ရှိမှာကိုတို့အုပ်ကျိုးတွေပြီးတေသွားတဲ့ Scarlet Witch တော့ပြန်လာမှာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီ Scarlet Witch ပဲအဲ့ဒီ scene ကိုမရောက်ခင်ကျွန်တော်ပြောရရင်ပုံမှာမောင်ဝန်တကူရောက်ခတဲ့ကဟိုမှာသူအမြင်မှန်ရသွားတဲ့ Scarlet Witch လည်းဖြစ်အောင်ဖြစ်နိုင်မယ်ပေါ့နော်ဆိုတော့ပြောချင်တာ Scarlet Witch ပြန်ပါလာနိုင်ပါတယ် Ghost Rider ကတော့အခုတတင်းထွက်နေတော့ Ryan Gosling နဲ့ထွက်လာမယ်ပေါ့နော်ဒါပေမဲ့ Ghost Rider ကိုပြောရရင်တော့အခုဒီ Doomsday မှာကျွန်တော်တို့ one shot character ရောတော့ပြောချင်တာအရင်ရုပ်ရှင်တွေမှာတစ်ခါမှမပါဘူးတဲ့ hero တွေကိုကျွန်တော်တို့ဒါခန်းပြက်ပုံစံတွေတွေ့ရမယ်ပေါ့နော်ဘာလို့ဆိုတော့ multiverse ရုပ်ရှင်ဖြစ်တဲ့အတွက်ပို့ပြီးကြွအောင်ဒါ MCU ကထည့်မယ်လို့ထင်ပါတယ်ဆိုတော့သူလည်းပါလာနိုင်ပါတယ် Gaia Gaida Avengers ရုပ်ရှင်မှာပါလောက်လာတဲ့နော် hero တွေက Avenger ကိုင်းမှာပေါ့ဆိုအင်္ဂါပြည့်ကဘာပြည့်ဒီပါဝင်ပါဘလုံးနေမှာလဲမှာပဲဘလို့ချောင်းပြမလဲဆိုတော့အဓိကကိစ္စကအခုဒါကျွန်တော် Thanatos The News Avenger credits တွေမှာတွေ့ခဲ့ရတာသူတို့အဖွဲ့တော်မှာလက်ရှိဖြစ်ပျက်နေတဲ့ပြဿနာကဘာပေါ်မြောက်လာခဲ့ဒီဒါသူတို့အစိုးရတဲ့တရားဝင်ဖွဲ့ဖြစ်တာတော့သူတို့မသိရပါဘူးမသိရတာဖြစ်တဲ့အတွက် Gaia Gaida ကသူက UK မှာပါဆိုတော့ UK ဆိုရကဒီဖြစ်စဉ်ကိုသိရင်တော့သူ့အနေနဲ့ပါကောင်းပါလာနိုင်ပါတယ်ဒါပေမဲ့တခြားနိုင်ငံရောက်နေတာဖြစ်တယ်လို့ဒီ incursion တို့လိုမျိုး feeling ရောက်လာတယ်ဆိုတဲ့ကိစ္စတွေကချက်ချင်းဖြစ်တတ်တဲ့အရာတွေပါUK ဆိုရကသိမယ်ဆိုရင်တော့ဒါသူ့ရဲ့လှုပ်ရှားမှုတွေးကောင်းတွေးရနိုင်ပါတယ်ဒါပေမဲ့ incursion ဆိုတာကအခု MCU မှာcomic book ကတိုင်းလောက်comic book ကလောက်အချင်းကြဖြစ်မလားချက်ချင်းပဲဖြစ်မလားဆိုတာမသိရသေးတဲ့အတွက်ကဲ incursion ဖြစ်တာကြီးကကမ္ဘာလုံးကြော်အောင်မှာဆိုတော့ဒါ hero တွေကသူ့နိုင်ငံနဲ့သူကာကွယ်တာတွေ
ခုနိုင်ငံနဲ့တူလူကယ်တာတွေရှိကောင်းရှိနိုင်ပါတယ်ချက်ချင်း Avengers ကိုရောက်လာပြီးတော့ဖုန်းတိုင်းဆိုဝင်ချမျိုးတော့မရှိတော့ပါဘူးပြောချင်တာ Marvel ဘယ်လိုအကြောင်းပြမလဲဆိုတော့ဒါရှင်းပါတယ်လူတိုင်းကဒီကိစ္စကိုမသိပါဘူး hero တိုင်းကလည်းဒီကိစ္စကိုမသိပါဘူးဆိုတော့ hero ချင်းလည်းမသိပါဘူးအချို့ hero တွေဘာလို့သိလဲဆိုတော့ကျွန်တော်တို့ဟိုမှာ The Marvels မှာပါတဲ့ soft တို့ hero လိုမျိုးဒါဒီစွမ်းရှိတဲ့လူတွေကို list လုပ်ထားတဲ့လူတွေလည်းပဲသိမှာပါဆိုတော့ပြောချင်တာက hero တိုင်းပါကြမလို့ပါဘူးသူတို့တစ်ခုခုဖြစ်လာရင်တော့ awareness ဖြစ်ပါလိမ့်မယ်ဆိုတော့အကိ screen မှာပါလာလဲဒါသိထားမှာကဒီ hero တွေကသူတို့သက်ဆိုင်ရာနေရာမှာသက်ဆိုင်ရာ mission တစ်ခုကိုဆောင်ရွက်နေမယ်လို့ပဲကျွန်တော်ယူဆလိုက်ရင်ရပါတယ်ဘယ်လိုအကြောင်းပြမလဲဆိုတော့ကျွန်တော်တို့ဟိုလိုပေါ့အမြဲတမ်းကျွန်တော် screen ရှင်းမှာ villain နဲ့ခြာတိုင်းအောက်စုလာကြီးတန်းစီရက်နေတာမျိုးတဲ့စာရင်အကုန်လုံးကိုလုံးနေရဆိုတာတော့မှာပဲကဖော်ပြလောက်ပါတယ်နောက်မေးခွန်းတစ်ခုကသူကအချိန်နဲ့ပတ်သက်တဲ့ဟာကိုသိချင်တယ်တဲ့ end game မှာ time stone နဲ့အတိတ်ကိုသွားပြီးလှုပ်လိုက်အတိတ်ကနာခဲ့ဖြစ်လာတယ်မဲ့အိတ်ကောင်ကောင်းဒါ concept တစ်ခု miss မှာပဲ series ထဲမှာသူ့ဖွားသွားကိုညီလိုက်တာ miss မှာပဲဖြစ်နေတာရယ်Your friendly neighbor spider one နော်ပေါ် concept ဆိုကြည့်လိုက်တိကိုသားနောက်မှဖြစ်တော့ပေါ်တော့အငင်းကမြောက်လို့ battery ရှာတိတ်တိုင်းလို့ line နာကမှပြန်လို့ concept ဆိုဒီဟာကကျွန်တော်တို့ Loki season 2ကိုကြည့်ပြီးဆိုရင်တော့ဒီ view သိလောက်ပါတယ်ဆိုတော့ကျွန်တော်အတူကြုတ်ပြီးပြန်ရှင်းပြရမယ်ဆိုရင်တော့ end game မှာလောက်ရတဲ့ time travel ကဆိုတော့ time travel လို့ခေါ်တာတဲ့ကျွန်တော်တို့ quantum realm ကိုအသုံးချပြီးတော့အတိတ်ရဲ့မဟာတိုင်းတိုင်းကိုပြန်သွားတယ်သူပြောချင်တာကသူတို့ရောက်သွားတဲ့နေပြိုင်နဲ့အဲ့တနေရာမှာ branch တစ်ခုဖြစ်သွားပါပြီသူတို့ရောက်ပြီးတော့သူတို့ဆက်လုပ်နေတဲ့ຢာတွေအကုန်လုံးကအဲ့ branch အသစ်ပေါ်မှာပဲဖြစ်နေမှာဖြစ်ပါတယ်သူတို့လှုပ်လိုက်တဲ့ຢာ time travel ဆိုတာထက်ကျွန်တော်တို့ဒီအတိတ်ရဲ့ point တစ်ခုကိုပြန်သွားပြီးတော့အဲ့နေရာမှာဖြစ်နေတဲ့ဖြစ်စဉ်ကို branch တစ်ခုပြန်လှုပ်လိုက်တာပါအဲ့ဒါကဘာလို့လဲဆိုတော့ဒီ quantum realm ကိုအသုံးချပြီးလုပ်တယ်လို့ပဲပြောရင်မှန်ပါတယ် quantum realm ကကျွန်တော်တို့ဟို multiverse တစ်ခုလုံးရဲ့ဖြတ်လန်းလို့ပြောလို့ရတယ်ပေါ့နော်သူကကျွန်တော်တို့အချိန်နဲ့နေရာရဲ့ကြိုက်တဲ့ point ကိုသွားလို့ရတယ် multiverse ကကြိုက်တဲ့နေရာကိုလည်းသွားလို့ရတယ်ဒါကြောင့်ဒါခံကိုလည်းဒီ quantum realm နဲ့ကိုနေလိုက်တာပေါ့နော်ဆိုတော့ပြောရရင်သူတို့လှုပ်လိုက်တာဒါအချိန် time travel လုပ်တယ်ဆိုတာထက်ကျွန်တော်တို့ပြောရရင် time or space ရောနှစ်ခုလုံး travel လုပ်ပြီးတော့သူတို့ branch အသစ်တစ်ခုဖန်တီးလိုက်တယ်သူ stone တွေယူလာတယ်အဲ့ရှင်နောက်ပြီးတော့အဲ့ယူလာတဲ့ stone တွေကို Captain America ယူတဲ့အတိုင်းပဲပြန်သွားထားတယ်ဆိုတော့အဲ့ branch တွေကသူ့လို auto ပြန်ပြောက်အောင်ပဲပေါ့နော်ဘာနဲ့တူလဲဆိုတော့ auto ပြန်မပြောက်လဲအဲ့အချိန်မှာ TV ကလာ pro မှာပါဒါကတစ်ခုပါနောက်ပြီး Miss Marvel နဲ့ Friendly Neighborhood ကိုပြောထားတယ်ဆိုတော့အဲ့ဖြစ်စဉ်နှစ်ခုကြတော့ဒါ time slipping ပုံစံဖြစ်သွားပါပြီ time slipping ကကြတော့ကျွန်တော်တို့ဒီမဟာအချိန်စီးကြောင်းပုံမှာပဲဟိုလိုမျိုးဘယ် point ညာ point မသွားတော့ဘူးသူဒီအချိန်စီးကြောင်းကိုပဲအရှင်းနဲ့နောက်သွားလိုက်ပါတယ်အရှင်းနဲ့နောက်ပေါ့နော် grandfather paradox ဖြစ်အောင်သဘောပေါ့နော်ဟို booster လို့လည်းခေါ်လို့ရတာပေါ့သူဒီကိစ္စအောင်မဖြစ်မနေ fulfill ဖို့လိုလာတဲ့အတွက်အဲ့ဒါကိုသွားပြီးလုပ်လိုက်တာ miss မှာပဲဖြစ်တာကဒါကသူတို့ရွေချရှိလုပ်လိုက်တာမဟုတ်ဘူးဒီမှာဒီ time loop ကဖြစ်ပြီးသားပေါ့နော်ဒီဖြစ်ပြီးသားအရာကြီးကိုသူဖြစ်လာအောင်သွားပြီး fulfill လုပ်လိုက်တဲ့သဘောပဲ friendly neighborhood ကလည်းတူတူပဲတပူတူတော့က cable သုံးခဲ့တဲ့ time travel ကလည်းဒီ concept ပါပဲဆိုတော့ပြောချင်တာ quantum realm ကိုဂျားခံလိုက်ပြီးဆိုတာနဲ့အကိစ္စ time travel မဟုတ်တော့ပါဘူးဒါဒီ timeline ရဲ့ point တစ်ခုဒါနေရာကိုအတိအကျသွားပြီးသူတို့ branch အသေးတစ်ခုပေါ်ရောက်သွားပါပြီအဲ့လိုမှတ်ထားရင်ရပါတယ်ကဲပြီးတော့ဒီ Avengers ဒီတပူက cable ရဲ့ time machine ကိုရခဲ့ရင်တော့ဒါရိုဒီပြောတဲ့အတိုင်းသူတို့ Thanos ကလို့သွားလို့ရင်သူတို့အနာဂတ်မှာပြောင်းလဲမှုရှိနိုင်ပါတယ်လားတူပဲဒီ Loki ရဲ့ time slipping အစွမ်းကလည်းဒါအတိတ်ကိုသွားပြင်အနာဂတ်ကိုပြင်တယ်တရားမှုရှိပါမယ်ဒါဆိုရှင်းမယ်လို့ထင်ပါတယ်တီထားမှာကျွန်တော်တို့ quantum realm ကိုသုံးနေဆိုရင်အချိန်ကိုသွားပြောင်းတာမဟုတ်ပါဘူးကျွန်တော်တို့ branch အသစ်တစ်ခုအနာဂတ်အသစ်တစ်ခုအတိတ်သွားပြီးဖန်တီးတာပါ quantum realm မပါဘူးကျန်တဲ့ကိစ္စတွေနဲ့ time travel မယ်ဆိုရင်တော့ဒါအတိတ်ကိုပြန်အတိတ်ကိုသွားပြောင်းရင်အနာဂတ်ကိုပြောင်းလို့ရတယ်ဖြစ်မှာတူတူပါပဲဆိုတော့ MC မှာ concept နှစ်ခုရှိပါတယ်ဒါပေမဲ့မတူတာက quantum realm ပါလာပြီဆိုတာနဲ့ဒါအချိန်အတိတ်သွားတာပဲမဟုတ်တော့ပါဘူးဟော့ကအဲ့ချိန်တော့ဘာလို့အဲ့ဒါကိုအတူချုံပြီးရှင်းပြလဲဆိုတော့အဲ့ချိန်မှာ TV လည်းမမိတ်ဆက်ကသေးဘူးဒီ multiverse လည်းမမိတ်ဆက်ကသေးပါဘူးဒါကြည့်ရတဲ့လူတွေအတွက်အရှင်းဆုံးဖြစ်အောင်ပေါ့နော်တော့ကြာဟာဘာလို့အတိတ်ကိုသွားပြင်တာအနာကမပြောင်းလဲဆိုတဲ့ကိစ္စတွေကိုအဲ့အချိန်မှာရှင်းမှုနဲ့ဒီ quantum realm ရဲ့ concept ကိုကျွန်တော်တို့ရုပ်ရှင်တွေတကားပြီးတကား series တစ်ခုပြီးတစ်ခုမိတ်ဆက်ပြီးတော့ပြည့်တဲ့သဘောပေါက်အောင်လုပ်ဖို့အတွက်အဲ့အချိန်မှာဟော့ကအတူချုပ်ပြီးပြောလိုက်တာဖြစ်ပါတယ်ဆိုတော့ဒါဆိုရှင်းမယ်လို့ထင်ပါတယ် concept နှစ်ခုတော့မဟုတ်ပါဘူး quantum realm သုံးမယ်ဆိုရင်ဒါ multiverse travel လို့လည်းသဘောထားလိုက်ပါဆိုတော့ Janet time travel ကိစ္စတွေကြတော့ time stone Doctor Strange သုံးပြီးတော့ဟို Christine ကိုပြန်ကယ်လို့ပေါ့နော်
what if တောင်းရလို့မျိုးဆိုရင်ဒါအချိန်ကိုရှေ့နောက်ဓာတ်ရသွားတာပါဒါအနာဂတ်ကိုပြန်လဲတက်ရောက်မှုရှိမဲ့ time travel ပေါ့နော်ဆိုတော့ဒါဆိုရင်ရှင်းမယ်လို့ထင်ပါတယ်WandaVision မှာ Wanda တခြား universe ကိုသွားတက်မွေဝင်တစ်ခုပိုင်းနေတာတခြားမသိလို့ပါတဲ့ Avenger နဲ့နေတူပဲလားအကဒါ Avenger မသိဘူးလား Doctor Strange နဲ့ Avenger နဲ့တူနေတယ်ပါဖြစ်လို့ WandaVision မှာ Wanda တခြား universe ကိုမသွားပါဘူးเนาะ WandaVision မှာ Wanda က Westview နေရာလေးကို hash လုပ်ပြီးတော့သူ့ရဲ့ကိုယ်ပိုင် reality လေးတည်ဆောက်ပြီးသွားတာတို့ဒါနေတယ်ပေါ့เนาะသူသားသမီးနှစ်ယောက်ကိုဖန်တီးပြီးတော့တခြား universe သွားတာမဟုတ်ပါဘူးဒီ sequence ပေါ်မှာပဲဖြစ်နေတာပါဟုတ်ပါတယ် Avengers တွေနေတဲ့ sequence မှာပဲဖြစ်နေတာပါအကဒါ Avengers မျိုးတိတာပေါ့တိလို့ဒါ Wanda ဒီမှာရှိမှန်းတိလို့သူနောက်ကလိုက်လာတာဖြစ်ပါတယ် Doctor Strange နဲ့ Avengers နဲ့သူရင်တွင်ဘာဖြစ်လာလဲဆိုတော့အခု Doctor Strange က Westview မှာပြောရတဲ့ကိစ္စတွေကိုသိပါတယ်ဒါ Multiverse Man နဲ့မှာပြောပြီးပေါ့နော်ဒါပေမဲ့ဒီ Sorcerer တွေက wish တွေနဲ့မရောပါဘူးပြောနေတာအထက်လန်းနဲ့အောက်လန်းလို့ပေါ့ဒါ Doctor Strange မဖြစ်မလိမ့်မလို့ဒါဒီ American Chavez ကိစ္စကြောင့် wish ခွက်တွေပါလာလို့ final တော့တွေ့တာဖြစ်ပါတယ်ဆိုတော့ပြောချင်တာအဂတာကိုလည်းဒါ spell နဲ့ချုပ်ခဲ့တာအဲ့ချိန်တော့သိပါလိမ့်မယ်အခုဒါအဂတာ all along မှာကြတော့ Doctor Strange ကဘာမှမရှိရခြင်းဖြစ်တာဖြစ်တဲ့အတွက်ဆိုတော့ဘယ်သူမှလည်းမသိတော့ဘူးပေါ့နော်စုံနေရတော့စုံလမ်းမရှိပါပေါ့နော်သူ Avenger တော့လာမရောပါသူ God Emperor Doom ဖြစ်သွားရင် Multiverse မှာသူက God ပဲScarlet Witch fan တော့မဟုတ်ပါဘူးတဲ့မေးချင်တာ Scarlet Witch က Doctor Strange မှာ Black Bolt ကို one more လို့ခေါ်ပြီးစမောတော့တာကောင်းမှတစ်ဖက်မှာလည်း Loki က Iron Man ရဲ့ story ကိုပြောမေးချင်တာ Scarlet Witch က Loki ကို assistant နဲ့ဖျောက်လို့ရလားတဲ့ Loki ကပဲ time slipping လို့ဖြစ်ပြီး Scarlet Witch ကိုဖျောက်လို့ရလားတဲ့တိုဆိုလို့ရ Blue Up Boy Storm ဆိုဒီမေးခွန်းဘာနဲ့တူလဲဆိုကျွန်တော်ခဲပြက်ကိုခဲပြက်နဲ့ဖြတ်ရင်ဘာနဲ့တူလဲဆိုတဲ့မေးခွန်းနဲ့တူနေပါတယ်နှစ်ခုလုံးကသူတို့ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်လို့ရတဲ့အနေအထားတစ်ခုမှာဟိုထိတ်တိုက်တွေ့လာမယ့်အနေအထားကြီးလည်းမရှိသလိုသူ Scarlet Witch အနေနဲ့လည်း no more Loki လို့ပြောမယ်ပြောမလဲ motivation နဲ့တူတာမရှိဘူးပေါ့နော်ဟို no more mute Loki လို့ပြောရမယ် Loki လည်းမရှိဘူးပေါ့နော် Loki အနေနဲ့လည်းသူပြောတဲ့ I can rewrite the story ဆိုတာကသူကအကုန်လုံး free web ပဲပေးတာပါသူဒီဖြစ်နေတဲ့ကိစ္စတွေသူဝင်မဆွတ်ဖတ်ပါဘူးအကုန်လုံးဖြစ်ချင်တာဖြစ်ဆိုပြီးတော့သူလွတ်ပေးတာဖြစ်ပါတယ်ကဲသူတို့နှစ်ယောက်ကမဖြစ်မနေထိတ်တိုက်တွေ့လာပြီးတော့ခြားကြပြီဆိုရင်တော့ကျွန်တော်ပြောရရင်အချိန်နဲ့ reality နှစ်ခုပြိုင်တယ်လို့ပြောရမှာပေါ့အချိန်နဲ့ reality နှစ်ခုဆိုတော့ Loki အချိန်ကိုရက်လိုက်ရင် Scarlet Witch ဘာမှဆက်လုပ်လို့မရတော့ပါဘူးဘာလို့ဆိုတော့အချိန်ကဒီခု MCU မှာစွမ်းအကြီးဆုံးလို့ပြောရမှာနော် no more Loki လို့မပြောခင်ချိန်ခဏလေးရက်လိုက်ရုံနဲ့တင်ဒါ Loki တို့ကသူနိုင်မှု chance ကအများကြီးပြောရပါတော့ Loki ကတော့ Scarlet Witch ကို I can rewrite the story တော့လုံးဝမဟုတ်ပါဘူးဘာလို့သူတို့ညထိတဲ့တွေ့ဖို့ကိစ္စကမရှိရတဲ့အတွက် I can rewrite the story ကမဖြစ်နိုင်ပါဘူးအဲ့လိုပြန်ရေးလို့ရလားဆိုတော့ Loki သူတိုင်းနဲ့ကိုသွားပြီးရင် Scarlet Witch ဖြစ်လာမယ့်ဟာတွေအကုန်လုံးကို Multiverse ကိုလုံးလိုက်ဖြောက်ရင်တော့ဒါသူ့ရဲ့ story ကိုဖြောက်ပြီးသားဖြစ်မှာပေါ့နော်သူ time slipping ဆွမ်းရှိအောင်မဲ့ဆိုတော့ဒါပေမဲ့ပြောနိုင်တာကတော့အချိန်ဆိုတဲ့ကိအစွမ်းအနေပါလာရင်ကျန်တဲ့ကိစ္စတွေကအဓိပ္ပာယ်မရှိတော့ပါဘူးဘာလို့ဆို Multiverse ပြတ်ရင်တော့အချိန်ကိုရက်ပြီးတော့သူတို့အချိန်မထိန်းနိုင်တဲ့လူကနေခြင်းလို့နေလို့ရဖြစ်တဲ့အတွက်ဒါအချိန်ကိုပိုင်တဲ့လူကတော့ MCU မှာစွမ်းအကြီးဆုံးဖြစ်နေဦးမှာပါစူပါဟီးရိုးကလူတွေကိုကယ်တင်ကြတယ်ဆိုပေမဲ့တကယ်တမ်းသူတို့ချုပ်ထုတ်တွေပြန်ရှင်းနေရမှာမဟုတ်ဘူးလားတဲ့okay ဆိုတော့ဒီကောင်ကတော့အရှိပဲကိုတိုက်ကနေဒီမေကုံကိုကြည့်ရရင်တော့ဒါမေကုံပိုင်ရှင်ကကျွန်တော် MCU ကရုပ်ရှင်နဲ့ series တချို့ကြည့်ဖို့လိုမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီလိုအပျက်စီးတွေဖြစ်လာတဲ့ဒီလိုလူတွေကိုထိခိုက်လို့လဲကျွန်တော် Sokovia Accord တွေပေါ်လာတယ်စေဘဝဖြစ်တယ်ပေါ့နော်နောက်ပြီးတော့တမစ်ချက်တွေအများကြီးပေါ်လာတယ်ဒါအပြင်ကျွန်တော်တို့ဘယ်လိုပြောရမလဲဒါသူတွေကလည်းမှန်ပါတယ်ဆိုတော့ဟီးရိုးတွေ villain တွေချရဆိုတော့သူတို့ရဲ့ villain များစုကလည်းသူတို့ show လို့ဖြစ်လာတယ်ပဲလीဆိုတော့ MCU မှာဒီလိုဟာတွေကိုဘယ်လို handling လုပ်တယ်ဆိုတာကျွန်တော်တို့ဟိုတရားရေးနဲ့ဥပဒေနဲ့နိုင်ငံတကာဆက်ဆံရေးနဲ့အကုန်လုံးပြပြီးသွားပါပြီချိုးရုပ်ရှင်တွေပြန်ကြည့်လိုက်မယ်ဆိုရင်တော့ဒီရဲ့ context ကိုနည်းနည်းနားလည်လာမယ်လို့ထင်ပါတယ် Black Panther က Black အခု credit စင်းမှာတော့ Black Panther တာငယ်လေးပဲရှိပါသေးတယ်အခု Doomsday မှာကျွန်တော်တို့ Black Panther နှစ်ယောက်တွေ့ရမယ်လို့သိရပါတယ်တယောက်ကကျွန်တော်တို့ Seven က Shuri ပါနောက်တစ်ယောက်ကတော့ကျွန်တော် Multiverse ကဒါမဟုတ်ခုနောက်ဆုံး Seven နဲ့ Engagement ဖြစ်မဲ့အက Black Panther ဖြစ်ကောင်းဖြစ်နိုင်ပါတယ်နောက်မေးခွန်းတစ်ခုနောက်တစ်ခုကကျ
ကျွန်တော်သိချင်တာလေအန်ဂိမ်းမှာတိတ်ကရှိရတင်းတော့လိုက်လာပြီအန်ဂိမ်းမှာတည်းဖြစ်တယ်ဗျာတဲ့ဘတ်တမှာ Thanos ကစစ်တဲ့ရှုံပြတ်သွားတော့တိတ်က Thanos ကနကောလိုက်တဲ့ Thanos မရှိတော့တဲ့ New York ပြည်တဲ့ Infinity War အင်္ဂါဘာဖြစ်လာလေ Okay ဒါရှေ့မှာလည်းဖြည့်ပြီးပါပြီဒီမျိုးကွန်အတွက်က Quantum Realm ကိုတုံးပြီး travel လုပ်တာကအချိန်ခရီးသွားတစ်ခုတည်းပို့ပါတယ်။ဒါရဲ့ G ရှိနေတဲ့ timeline ကိုအရှိနောက်သွားတာမဟုတ်ပါဘူး။အချိန်ရဲ့ point တစ်ခုကိုသွားပြီးတော့သူတို့ရောက်သွားပြီဆိုတာနဲ့သူ branch အသစ်တစ်ခုပေါ်ရောက်သွားပါပြီ။ဒါအချိန် timeline သူတို့ branch timeline အချိန်စီးကြောင်းအခွဲတစ်ခုအသစ်ပေါ့နော်။ဆိုတော့ပြောချင်တာသူတို့ time travel လုပ်တာအတိတ်ကိုပြင်ပြီးနာကပြောင်းမဟုတ်ပါဘူး။ MCU မှာတိတ်ကိုပြင်ပြီးနာကပြောင်းခြင်း time slipping ရှိမယ်။နောက်ပြီးရင် double cable သုံးတဲ့ time travel device ရှိမယ်။ so ပြောချင်တာဟိုပေါ့ concept နှစ်ခုရှိရယ် quantum realm ပါလာပြီဆိုတာနဲ့ဒါကြီးကို time travel ဆိုပြီးသွားမှတတ်မှတ်လိုက်ပါနဲ့ quantum realm ကကျွန်တော်တို့ multiverse ကိုလည်းသွားလို့ရပါတယ်အဲဒါကြောင့်မလဲကျွန်တော်တို့ can council ကဒီ can ကို quantum realm နဲ့ဟိုနေပေးလိုက်တာပါနောက်တစ်ခုက Spider-Man ကိုတော်တော်တွန်းလိုက်တဲ့ mantra ကတဲ့ Peter Parker လူတွေမျိုး Spider-Man ရှိအောင်သိကြသေးရမလားအဲ့တော့ Peter Parker လူတွေမသိတော့ဘူးဆိုတော့ဒီလိုဗျာဒီမှာသူစမေးထားတာအကြောင်းမှတန်းနေနိုင်ငံရေးစီစီကပြအစင်းတွေကပျောက်သွားလားဆိုတော့ပြောရရင်သူ့ကိုသုံးလိုက်တဲ့ spare ကဒါ digitally ပါသွားတက်ရောက်မဲ့ပုံရှိပါတယ်ဘာလို့ဆိုတော့ဟို JJJ ကပါနောက်ဆုံးသတင်းကြေညာတာဒီလူရဲ့ physical appearance ကိုမမမိတော့တဲ့ပုံစံတွေကိုကြေညာတာဖြစ်တဲ့အတွက်ဒီ digital ကိစ္စတွေပါကျွန်တော်တို့ erase လုပ်လိုက်တဲ့ပုံဒါမှ file ပဲ auto ပြောသွားတဲ့ပုံဒါမှမဟုတ်စာကလေးကဒီ data တွေမရှိခဲ့တဲ့ပုံဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတော့ leader scene တစ်ခုမှထင်တယ် Peter တို့ခရီးသွားတော့ရိတ်ထားတဲ့အကြောင်း group ဘလိုထဲမှာ Peter ရဲ့မျက်နှာကိုခိုးတကောင်ကနေကာသွားတဲ့ပုံမျိုးပြောရရင်မတော်တဆဓာကြီးကသူတို့ memory မှာမရှိတော့တဲ့ပုံနောက်ဆုံး MJ ဖုန်းထဲမှာတွဲရထားတဲ့ဓာတ်ပုံရှိရင်တော့မှSpider-Man ပုံနေပဲကြံပါမယ် Peter Parker ပုံတော့ကြံမှာမဟုတ်တော့ပါဘူးကြံငင်းတော့မှ delete ဖြစ်သွားမိတာတခုခုဖုန်းပြောက်သွားတာဆိုတော့အများကြီးဖြစ်နိုင်ပါတယ် spare တရားမှုကကျွန်တော်တို့ပြောရရင် DI ကဟို reality warping ပုံစံကြီးမှာ Scarlet Witch လောက်တော့မကြမ်းမိမယ်ဒါလူတယောက်တည်းအတွက်ကျွန်တော်တို့ universe တစ်ခုစာ reality warp လုပ်ပေးလိုက်တဲ့သဘောပေါ့နော် reality warp လို့ပြောရင်ဒါတိထားမှာကကျွန်တော်တို့ reality ပြောင်းနေဆိုတာယာယီပြောင်းနေကြာကြီးပြောင်းတာမဟုတ်ပါဘူးဒီ permanent တက်ရမှုရှိအောင်ပြောင်းလို့ရပါတယ်အဲစီးနေပြီပါပျောက်သွားပါတယ် Spider-Man Brand New Day မှာ Hawk ပြန်လာမယ်ဆိုတော့ Hawk ကတော့ဒါသူမမီနေအောင်ပေါ့နော်ဒါမှမဟုတ်ဒါတော့ဆက်လက်ဆောင်ကြည့်ရမှာပေါ့သူတို့ဒီ Peter Parker ဆိုတဲ့ character ကြီးကို Avengers တဲ့ကိုဘယ်လိုပြန်ခေါ်လာမလဲဆိုတော့ဆိုပြောချင်တာ Spider-Man ကိုလူတွေသိနေတော့မှာပဲ Spider-Man ရှိတာကိုသိတယ်လူတွေကိုကယ်ခဲ့တာကိုသိတယ်New York မှာ Doctor Strange နဲ့ဘယ်လိုချခဲ့ဆိုတာလည်းအကုန်သိတယ်မေ့သွားတာတခုက Peter Parker Spider-Man ဆိုတာကိုပဲမေ့သွားတာပါ Peter Parker အနေနဲ့ဒါ Spider-Man ဖြစ်ကြောင်းကိုပြန်ပြီးတော့သူ့ရဲ့နီးစပ်တဲ့လူတွေကိုထုတ်ဖော်ပြလို့လည်းရပါတယ်နောက်ပြီးရင်အနည်းဆုံးဒါ MJ အနေနဲ့သူ့စိတ်ထဲမှာသူ Spider-Man နဲ့တွဲနေတယ်ဆိုတာမှတ်ပြီးကောင်းမှတ်မိပါလိမ့်မယ် Peter Parker နဲ့တွဲနေရဆိုတာပဲမှတ်မိလောက်တော့ပါဘူးဆိုအဲ့လောက်ဆိုတော့ကျင်းနေမယ်ထင်ပါတယ်အစင်တိုင်းကကျွန်တော် page မှာ feature မှာတင်ပေးထားရပေါ့နော်ဆိုတော့အဲစင်တိုင်းကြည့်လိုက်ပါအဲ့ဒါကကျွန်တော်တို့ Marvel ကထုတ်ထားတဲ့ official timeline ပုဒ်တဲ့အတိုင်းဆင်ပေးထားတာပါဘယ်လိုကြည့်ရမလဲဆိုတဲ့ guide လေးတွေရေးပေးထားပါတယ်ဆိုတော့အဲ့ဒါလေးကြည့်လိုက်ရင်အဆင်ပြေပါတယ် Dune နဲ့ Iron Man range ဘာမှမရှိပါဘူးတယောက်က add လုံးစီရပါသူ့ရဲ့စနိုင်စွမ်းနေအကုန်လုံးကိုခြုံကြည့်လိုက်ရင်တော့သူကအကျဉ်းဆုံးလို့ပြောလို့ရပါတယ်သူ multiverse တစ်ခုလုံးတော့သူပြန်လဲမွေးဖွားနိုင်တဲ့ရှိတယ်သူလူမန်းတိကျဆရွယ်မာနေ universe ကိုသူ့ရဲ့အိယာထဲမှာတော့ဖန်တီးနေတဲ့ဒါ hero တယောက်ပေါ့နော်သူစမ်းနေပြောရရင်အများကြီးပါဘာလုပ်လို့ရတယ် reality warping တွေလုပ်လို့ရတယ် universal light reality manipulation တွေလုပ်လို့ရတယ် energy တွေ create လုပ်လို့ရတယ် telepathy တွေတောင်းလို့ရတယ်အဆုံးပါပဲပြောရရင်ဘယ်လိုပေါ့ကျွန်တော်တို့ Scarlet Witch နဲ့ Professor Xavier နဲ့နှစ်ခုပေါင်းပြီးအဲ့ဒါအကောင်းဆုံး version ထွက်လာတဲ့ပုံစံပါဆိုတော့သူ့ဖေသူ့မိပါဝါတော့မဆိုင်ပါဘူးသူကတော့ကျန်းနေတာပါဘာလို့ကျန်းလဲဆိုတာတော့ဒါ comic book writer ရဲ့ကျန်းခိုင်းတာလို့ပဲပြောရမှာပေါ့နော် Okay နောက်တစ်ခုက Loki ပြန်ပါမယ်ဆိုရင် series က Loki ပြန်မှာဟုတ်ပါတယ် God Loki ပါနော် MCU မှာတော့ God Story လို့မခေါ်ပါဘူး God Loki Multiverse timeline တွေကိုခုကင်ထားတယ်ဆိုတော့ Doomsday မှာအဓိက power source နေရာပါကောင်းပါနိုင်တယ်ပေါ့နော်ဒါသိကြတာတော့ Loki နဲ့တော့ Doomsday မှာဒီနှုတ်ဆက်ဖို့ပြင်ထားတာပိုကောင်းပါတယ်နောက်တစ်ခု Avengers မြင်ရမှာပါဆိုတာဆိုတော့ Scarlet Witch ကလွဲရင်ပေါ့နော်ဟုတ်ပါဘူး sorry Black Widow ကလွဲရင်ပေါ့နော်
ဒါမဲ့တခြားအဒီမှာလည်း Black Widow တွေရှိပါတယ်တေချာတော့ Avengers တွေကိုနောက်ဆုံးတစ်ခေါက်တော့ပြင်မြင်ရမှာပါဒါတော့တေချာပါတယ်အဲ့ဒါမှလည်းယုံနေလူဝင်ပါလေ Icarus နေစီကိုပြန်တော့စက္ကန့်ပိုင်းပဲကြာလာပူကြနိုင်လားတဲ့လက်ရှိ MCU မှာ Scarlet Witch ကိုနိုင်တာသူရှိလဲ Cosmic Being နဲ့ More Hero တွေကအမေမျိုးသိချင်တာမှာ Icarus နေကိုပြန်သွားတော့ဒါရုပ်ရှင်ဆိုတော့ပြောရရင်ဒါကဘာနေနေကိုသွားတဲ့အချိန်ကိုပြမယ်ဆိုရင်ကျွန်တော်တို့တတူအလင်းနဲ့သွားရင်တော့10မိနစ်ကြာပဲပေါ့နော်ဆိုတော့10မိနစ်လုံးစကားဆုံးမှာပြမယ်လို့မထင်ပါဘူးဆိုတော့ Icarus ကဘာထော်သွားတာနေဖြတ်ပြီးတော့နေနိုင်တော့တာကိုပြတာပဲဖြစ်နိုင်ပါတယ်ဆိုတော့စက္ကန့်ပိုင်းပဲကြာရဲဆိုတာထက်ပေါ့နော်သူ့အနေနဲ့အလင်းနဲ့သွားတယ်ဒါမှမဟုတ်အလင်းထက်လည်းပုံမြန်သွားရင်တော့မနည်းတော့မိနစ်ပိုင်းလောက်ကြာမှာပါနောက်တစ်ခုက Scarlet Witch Multiverse of Madness က version ဘယ်သူနိုင်လဲဆိုတော့အဲ့ကာလာအတွင်းမှာ Scarlet Witch ကိုနိုင်ဖို့ကဘာပေါ်မှာဘယ်သူမှမရှိပါဘူးနောက်တစ်ခုက Don't Stay မှာ TV ရဲ့ကဏ္ဍကရေးပါနိုင်လား Spider-Man ကိုပါလာနိုင်လား X-Men ကိုဘယ်လိုပုံစံနဲ့ပါလာနိုင်လဲ comment ဖတ်ပဲရွှေ့မယ်ကြည့် Okay Don't Stay မှာ TV ကဏ္ဍရေးပါလို့ TV ကဏ္ဍရေးပါလို့ဖြစ်မှာပါ TV ရဲ့ The Boy ရဲ့က Don't Stay ကိုဘယ်လိုပြောရမလဲ Don't Stay ထက်ပေါ့နော်ဒီ hero တွေ villain တွေစုံစည်းဖို့ရအတွက်အဓိကအခရာကျလာမှာပါ TV ကလည်းဒါဒပူးပါဝင်ပြီးဒပူးနဲ့ Wolverine ပါဝင်ပြီးတော့သူတို့အဖွဲတစ်ခုဖွဲ့ထားနိုင်အောင်ရှိပါတယ် Spider-Man ပါမလားဆိုတော့အခုဒါရုပ်ရှင်ရိုက်ကူးနေတဲ့အစီအနဲ့ထုတ်လုပ်မဲ့ရဲ့အရာတော့ Spider-Man ကအရင်ကြည့်ရတော့မှာပါ Spider-Man မှာဖြစ်သွားတဲ့ကိစ္စတွေပေါ်မူတည်ပြီးတော့ Don't Stay မှာ Spider-Man ပါကြီးမပါခြင်းတက်ရောက်နိုင်ပါတယ်ဆိုတော့ပါမလားဆိုတော့ပါမှာပါ Spider-Man ကဘာမှရှိရဲကဲသူစကားတင်မှာသူတခြားအပ်ကိုရောက်သွားတာမျိုးမဖြစ်ဘူးဒီမှာပဲစက်ကြည့်နေရဆိုရင်တော့ဒီကိစ္စတွေဖြစ်လာမယ်ဆိုရင် Spider-Man ပါလာမှာပါ H-Man ကဘယ်လိုပါမှာလဲ H-Man ကတခြားအပ်ကနေပါမှာပါဆိုတော့ဘယ်အပ်ကလဲဆိုတော့ကျွန်တော်ဒီမှာပဲရုပ်ရှင်ရဲ့ credit scene မှာ Monica Rambeau ရောက်သွားတဲ့ art မှာ H-Man ready ရှိပါတယ်အဲ့အပ်က H-Man တုံးစင်မှာတွေ့ရမှာပါဒါပါပဲနောက်တစ်ခု Infinity War မှာဒေါက်တာစထရန်နဲ့ future တစ်ခုပဲတွေ့ခဲ့တယ်လို့ပြောတာတကယ်ပြောရတယ်မဖြစ်နိုင်ဘူးလားတင်ချာနီးကပြောရတယ်ဖြစ်နိုင်တယ်လေတဲ့ infinite possibility တွေအနေနဲ့ဝတ်တော့ဆိုမြင်နေတာဆိုတော့So Doctor Strange က Infinity War မှာသူ time stone ကိုသုံးပြီးကြည်ရသူအနာဂတ်ကိုသွားပြီးတော့ဖြစ်နိုင်ခြေကိုကြည်တာဖြစ်ပါတယ်ဖြစ်နိုင်ခြေဆိုတာပြောရရင်အဲ့အချိန်တုန်းက Hugh Jackman လောက်အောင်မှလို့ယူဆလိုက်မယ်ဆိုရင်မဟာအချိန်စီးကြောင်းလို့ခေါ်တာပေါ့နော်သူကတော့မဟာအချိန်စီးကြောင်းလုတ်ပြီးတော့တထိုင်းတစ်ခုရလုတ်ထားပေမဲ့ Doctor Strange က Thanos ကိုနိုင်ရမယ့်ဖြစ်စဉ်ရဲ့ branch တွေအကုန်လုံးခဏကြိုကြည့်လိုက်လို့ပြောလို့ရပါတယ်တခြားအဲ့ဒီနဲ့မဆိုင်ဘူးเนาะကျွန်တော်စစ်ဝမ်းစစ်ရနေဖြာထွက်နိုင်တဲ့ possibility တွေသူကြည့်လိုက်တယ်ပြောချင်တာသူကြည့်လိုက်တာ14သန်းကျော်ပဲဖြစ်တဲ့အတွက်အဲ့ထပ်ပိုကြည့်မယ်ဆိုရင်နောက်ထပ်နီးလေတွေ့နိုင်မှာပါဒါပေမဲ့သူရက်လိုက်ပါတယ်ဘာလို့ရက်လိုက်လဲဆိုတော့သူနိုင်နေတနည်းတွေ့ရတဲ့အတွက်သူစက်မကြည့်တော့ပါဘူးအရှင်းပါတယ် future တစ်ခုပဲတွေ့ရတော့မဖြစ်နိုင်ပါဘူးသူစက်ကြည့်မယ်ဆိုရင်ဒါ branch ဆိုတာ infinite amount မရေမတွက်နိုင်တော့တဲ့ ထိကိုရခွတ်ဖြာထွက်နိုင်တယ်လို့ Loki season 2မှာလည်းဒါ confirm ဖြစ်တဲ့အတွက်ဒီ7 စစ်တိုင်းတစ်ခုရဲ့အနာဂတ် possibility ကမရေမတွက်နိုင်အောင်ရှိပါတယ်ဆိုတော့သူတစ်ခုပဲတွေ့ရဆိုတာသူစက်မကြည့်လို့ပါဒါပါပဲနောက်တစ်ခုပါမှာပေါ့ပါမှာအဲ့ဒါမပါလို့မရဘူးတော့ Marvel ကတခုခုကိုရှေ့မှာကြိုပြထားခဲ့ပြီးရင်အဲ့ဒါကိုတနည်းနည်းနဲ့ပြန်ဖြည့်ရှင်းတဲ့ကိစ္စမြင်ရလောက်ပါတယ်နောက်တစ်ခုကကြတော့ I can do this audio Steve Rogers ပြောပြီး Captain Carter ပြောရမလို့အဲ့ဒီမှာ Captain Carter ဘာလို့ပြောရလဲဆိုတော့ဒီစကားလုံးကိုသူ universe မှာသူ Steve Rogers ကြီးကနေယူထားတာဖြစ်ပါတယ်ဒီ what if season 3လုံးကြည့်ပြီးဆိုရင်တော့ဒီ Captain Carter ရဲ့ storyline ကိုသိလောက်ပါပြီသိလောက်ပြီဆိုတဲ့အတွက်ဒါသူ့အနေနဲ့ Steve Rogers ကိုဆုံးရှုံးလိုက်ရပြီလို့တည်ထားတဲ့နောက်မှာဒီစကားလုံးကိုဒါသူ့အနေနဲ့ tribute လုပ်တဲ့ပုံစံပြောရဲလို့ယူဆလိုက်ရင်ရပါတယ်ဒါသူချစ်သူဖြစ်တဲ့တော့ပေါ့နော်ကျန်တာကတော့ Captain ဒီဒိုင်းငိုင်နာနဲ့ I can do this or ဒီပြောရမယ်ဆိုတော့မရှိပါဘူးသူကနေသူ contest ရှိပါတယ်ကဲနောက်ဆုံးတစ်ခုကကြတော့တန်နာဘောမှာ Avenger နဲ့ပွဲဖြစ်နေတော့တကယ် official တန်နာဖွဲ့တရားဝင်ဆိုတာကတော့ဘယ်လိုတရားဝင်တာလဲပေါ့မူတည်ပါတယ် Bucky တို့ရဲ့ The News Avenger ကကျွန်တော်တို့ American ဆိုရနေအတိမပြုရတာတဲ့အဖွဲ့ပါ Okay ဒါပေမဲ့ Captain America ရဲ့ Avengers ကတော့တကဘာလုံးအတိမပြုထားတဲ့ member ဟောင်းနေပါတဲ့ Avengers ပါဆိုတော့အကြောင်းမလို့ဒီ The New Avenger ကအဲ့လို PR ကိစ္စတွေလုပ်နေတာအစီမပြေသေးရဖြစ်ပါတယ်လူတွေလည်းသူတို့ကိုတိတ်လက်မခံကြသေးပါဘူး official ဘယ်သူဖြစ်လဲဆိုတော့နှစ်ဖွဲ့လုံး official ဖြစ်ပါတယ်ဟို official ဖြစ်တာကတော့ဒါဆန်ကသူတို့ဖွဲ့နာမည်ကို copyright တင်ထားတာဖြစ်တဲ့အတွက်ဒါ Bucky တို့ဖွဲ့နေနာမည်ပြောင်းမပြောင်းရင်နောက်မှဒီ Z ထည့်ပြီးတော့ Avengers အဲ့လိုပြောင်းမှုပဲရှိပါတယ်ဆိုတော့ Sandrio Manipulate ရဲ့အဖွားကြီးအကြောင်းကိုသိချင်ကျွန်တော်တို့ဘာကားကြီးကြည့်လို့ရတယ်ဆိုတော့ The Falcon and Winter Soldier ကြည့်လို့ရမယ်Okay
နောက်ပြီးရင်ကျွန်တော် Black Widow credit ကိုကြည့်လို့ရမယ်နောက်ပြီးရင် Wakanda Forever ကိုကြည့်လို့ရမယ်ဆိုတော့3-5လောက်3ခုလောက်ကြည့်လိုက်မယ်ဆိုရင်တော့သူ့ရဲ့အနေအထားကိုသဘောပေါက်အောင်ပါ Avenger Initiative ဆိုတာကကျွန်တော်တို့ဒါ She ရဲ့ project ပေါ့နော် Nick Fury နဲ့ပဲဆန်လာဆိုမဟုတ်တော့ဗျဘာလို့မဟုတ်တော့လဲဆိုတော့ Avengers ကတကဘာလုံးတည်ရဲ့ hero တွေဖြစ်သွားပြီဆိုတော့ပြောချင်တာကသူတို့ဖွဲ့ကွဲနေအောင်မှာသူတို့ hero တွေပြန်စုလိုက်ရင်သူတို့ဖွဲ့ကိုဖွဲ့ကျင်လို့ဖွဲ့လို့ရပါတယ် Nick Fury ဘာမှမဟုတ်ပါဘူး Nick Fury ကပြောရရင်တော့ဒီနာမည်ကိုပေးခဲ့တဲ့လူလို့ပဲပြောရမှာပေါ့နော်ခု Nick Fury ဘယ်ရောက်နေလဲဆိုတာတော့ The Marvels မှာကြည့်ပြီးဖြစ်တဲ့အတွက် Nick Fury ပါခြင်းမပါခြင်းကြောင့် Avengers မပြောဆိုတာမရှိပါဘူးဒါပေမဲ့ Nick Fury တခါတော့ပါနိုင်တော့ပါတယ်ဘာလို့ဆိုတော့ဒီ Avenger Doomsday နဲ့ Secret War ကကျွန်တော်တို့ character တော်တော်များများကိုနှုတ်ဆက်ရတော့မှာပါသူတို့လည်းအသက်ကြီးလာပါပြီအသက်60အထိခိုင်းစားမယ်ဆိုတာတကယ်ဟုတ်နေပြီမဲ့ချို့ character တွေကိုတော့တကယ်နှုတ်ဆက်ရတော့မှာပါဆိုတော့အားလုံးစိတ်ကိုအသိပြင်ဆင်ထားရတော့ပိုကောင်းတယ်ပေါ့နော်ကဲဒါဆိုတော့မိကုန်းတွေအားလုံးဖြည့်ပြီးပြီလို့ထင်ပါတယ်ဆိုတော့ဒါအခုဒီဗီဒီယိုလေးမှာဗီဒီယိုလေးရှည်သွားရဆိုပေမဲ့ကျွန်တော်တို့ကိုသိကျင်တာတွေရောနည်းနည်းပတ်သက်ပေါ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီထက် detail တွေသိကျင်နေဆိုရင်တော့ကျွန်တော်မေးသမျှမေးခွန်းတွေအကုန်လုံး topic လေးတွေပြန်လုပ်ပြီးတော့တည်တံ့ဗီဒီယိုလေးတွေလုပ်ပေးမယ်လို့လည်းကျွန်တော်စီစဉ်ထားပါတယ်ဘယ်တော့လဲမသိဘူးပေါ့နော်ဆိုတော့နောက်ဒါမျိုးတီးလို့ရမယ့်စီစဉ်တွေမှာကိုမေးခွန်းတွေပါလာခြင်းနဲ့ဆိုရင် post နေတဲ့အချိန်ည email လေးပို့လိုက်ပါဒါပါပဲကိုမေးထားတဲ့မေးခွန်းတွေဗီဒီယိုထဲမှာမပါလာဘူးဆိုရင်လည်းဒါနောက်တစ်ခါကြာရင်သူများတဲ့ထူးကြောင့်ဗာမေးမယ်ဆိုတော့ကြိုစဉ်းစားပါဒီလိုစီစဉ်လေးတွေကနောက်မကြမ်းကြလာအောင်ပါ Okay ဗီဒီယိုဆုံးအောင်ကြည့်ပြီးွားရင်လည်း like and subscribe ခါရဲလုပ်ပါနော်အဲ့ဒါမှလည်းတင်ရတဲ့လူအားရှိရပေါ့အားလုံးကျေးဇူးအများကြီးတင်ပါတယ် Okay see you next time